ခမရအသက်ဘယ်လောက်ရှိကျွန်တော်85 85နော်ကိုနေမျိုးရောအသက်ဘယ်လောက်ရှိ63နဲ့63ကိုတရေကြီးက85ဆိုတော့ရုပ်ရှင်လောကတွေကိုဘယ်ချိန်အဆောက်ကျွန်တော်ရုပ်ရှင်လောကတွေကို83ခုနှစ်ပေါ့1983ဟုတ်ကဲ့ဘယ်မင်းသားတွေလက်ထက်အဲ့တော့ကိုသူ့မောင်ကိုလင်းထင်တို့ဟောအဲ့နဲ့လက်ပဲလားအဲ့ပြီးတော့မှဒီကိုညုံဝန်းရှိတယ်ကိုကျော်ဟင်းရှိတယ်ဟောဒါဆိုခမရစပြီးတော့ဝင်လာဥတုမောင်ရဲ့ကိုလင်းထင်ရဲ့ခမရနဲ့ခစ်ပြိုင်ပေါ့မပြိုင်ဘူးကျွန်တော်ပြိုင်ရဲရမယ်ဟိုကမင်းသားတွေကျွန်တော်လူချမ်းပဲတော့ဝင်နေတဲ့လူချမ်းပဲမင်းသားနေနဲ့ဝင်တာမဟုတ်ဘူးကကိုနေမျိုးကကြတော့ဒီလောကလေးကိုဝင်တာဘယ်နှခုနှစ်ပါဘူးဒီနေ့တော့ပြောတာအချိန်နဲ့ပြောမှန်းလို့မရဘူးဟုတ်ဘာလို့ရုပ်ရှင်မျိုးရိုးဆိုတော့အဖေနဲ့တောက်ချောက်လိုင်းနဲ့နောက်တော့ဒီလောကတွေကိုပျော်မှုပါပါအဖေကဘာလို့အဖေကမူကျိုးပါမူကျိုးအဲ့တော့ကိုနေမျိုးဘယ်ရွယ်လောက်မှစပြီးတော့အဖေနောက်ကိုလိုက်တယ်အဲ့ဒါဆိုတော့6တန်း9တန်းလောက်ရှိတယ်ဘယ်မင်းသားလက်ထက်ပြအဲ့တော့ဥညုံဝင်လက်ထက်ဥညုံဝင်အဲ့တော့အဖေကကြတော့ဘာလုပ်တာဒီကရန်ဖောက်ခွဲရန်ဖောက်အဲ့ဒီကမရဖောက်ခွဲစားခဲ့တာအဲ့ဒီကစားတော့အခုချိန်ကြီးတော့ဖောက်ခွဲနေတော့အဲ့ဒါဘုဖရောကြတာကျွန်တော်တို့ရုပ်ရှင်လောကအကြောင်းဟိုဘက်ခေတ်တုန်းကရုပ်ရှင်လောကအကြောင်းဒီဘက်ခေတ်လူငယ်တွေကမသိကြဘူးလေဟိုဘက်ခေတ်တုန်းကရုပ်ရှင်ကားတွေဖန်တီးခဲ့တယ်ရိုက်ခဲ့ကြတယ်နေခဲ့ကြတယ်ထိုင်ခဲ့ကြတယ်ဆိုတာစီစီလုံးလုံးစူးစူးဝေးဝေးနဲ့လူအများကြီးနဲ့ဖန်တီးခဲ့ကြတာလေဒီဘက်ခေတ်သဘောတဘာဝနဲ့မတူဘူးအဲ့တော့ဒီဘက်ခေတ်မှာရှိတဲ့လူငယ်တွေအနေနဲ့ဟိုးလွန်ခဲ့တဲ့အနှစ်340ကရုပ်ရှင်လောကအကြောင်းကိုသူတို့တွေအနေနဲ့နားထောင်ခွင့်ရအောင်မျက်လုံးထဲမှာပုံဖော်ကြည့်လို့ရအောင်ကျွန်တော်တို့အဲ့ဒီအကြောင်းလေးတွေပြောကြည့်ကြတယ်ဟုတ်ကဲ့ကိုတရေကြီးဝင်လာတဲ့အချိန်မှာကိုသူ့မောင်တို့ကိုလင်းတင်တို့နဲ့ဝင်လာတယ်ဟုတ်ကဲ့သူတို့ခေတ်ပေါ့သူတို့ခေတ်ပေါ့ဒါရိုက်တာတွေကဘယ်သူတွေရှိဒါရိုက်တာကကျွန်တော်ဦးကြီးမြင့်လို့ပြောတယ်ဝက်ချမ်းပါဆိုဒီဝမ်းဥစားမျိုးတို့ဥစောထဲတို့ဒါရိုက်တာအဖွဲ့မင်းဦးလင်းဒီဟာတို့ဒါရိုက်တာဦးနန္ဒာတို့ပါတယ်အဲ့မှာကျွန်တော်စောင့်ဝင်တဲ့အချိန်ကရိုက်တဲ့ဇာတ်ကမျိုးသားရွှေရှင်ရဲ့တဲ့ကဟိုလေကိုသူမောင်တို့ကလေမြန်မောင်းရောအောက်ဘုံကျဲချတဲ့ခံလို့ကိုသူမောင်ကလည်းပျော်ရှင်နဲ့ရိုက်ပြီးမှတကယ်ဆရာထက်လာတဲ့ရိုက်တဲ့ပုံကူရကြာပျော်ရှင်မဲ့ရိုက်ပြီးမှအစီကျွန်တော်မိကလိမ့်လိုက်ဦးပဲဆိုပြီးတော့လေနည်းနည်းလေးထည့်ပြီးပါရပုတ်ပြီးဆရာကျွန်တော်မိကပြီးဆရာရိုက်လို့ရပြီအဲ့တော့ဒရိုက်တာဘယ်လိုလဲဒါရိုက်တာမြစ်တော့ပါတယ်ပေါ့မြစ်ဦးမြင့်မဟုတ်ဘူးအဲ့ဒါဇန်ညွတ်ဒီဘက်ကဇန်ညွတ်ဒီဘက်ကဟိုဘက်ကဟိုမြင့်မဟုတ်မြစ်တော့ပါတယ်ကျွန်တော်အဲ့ဘိုးတော်ရဲ့နာမည်တစ်ချက်ဒီခါကျရင်မင်းဟိုဘက်ကအသက်ငယ်သေးတာတော်တော်ငယ်ဘာမှမြင်နေမှာနော်ဟိုမြင်မှမြင်နေမှာအဲ့ဒီကစစ်ကားကိုအဲ့လိုလားသူကလေးမြန်ဘောလေတောင်းတန်းသူလိုက်ပြီးဘုံကျဲတဲ့ကားအဲ့ကမျိုးသားရွှေရှင်ရိုက်တာမျိုးသားရုပ်ရှင်ဆိုတာကမင်းသားကျော်သူရဲ့အဖေရုပ်ရှင်စီအိုဥက္ကဋ္ဌဟောင်းဦးစိန်တင်ပိုင်တဲ့ကုမ္ပဏီဟုတ်ကဲ့ခင်ဗျအဲ့တော့ကိုကျော်သူလည်းမင်းသားဖြစ်နေပြီအဲ့ချိန်ကရှူတင်မှာတော့ကိုကျော်သူလိုက်တာအဲ့ဒီလိုက်တယ်ဓာတ်ပုံတော်လိုက်ရတယ်ကင်မရာလိုက်ရိုက်တယ်သူကင်မရာလိုက်ရတယ်ဆိုတော့သူကိုကျော်သူကအပျော်ရိုက်တာလားစတေမန်ဖြစ်နေရိုက်စတေမန်ဖြစ်နေရိုက်တာအဲ့တော့ကုမ္ပဏီပိုင်ရှင်သားတယောက်ကလို့စတေမန်လောက်တာကဦးစိန်တွေကခိုင်းတာလားသူကိုယ်တိုင်ကပညာလိုချင်လို့လုပ်နေသူကိုယ်တိုင်ကဝါသနာဘာလို့ဖြစ်နေလဲဟုတ်လားဟုတ်ကဲ့ခင်ဗျအဲ့ဒီချိန်မှာကိုတရေကြီးတို့နဲ့ကိုမောင်နဲ့ကိုမောင်တော့ကိုကျော်သူပေါ့ကျွန်တော်တို့ခေါ်ကြတယ်ကိုမောင်နဲ့အဲ့လိုချစ်ခင်ရင်းနှီးရှိပါတယ်အေးဆေးပဲသူကသူလည်းအေးချမ်းနဲ့ပျော်ရွှင်နေတတ်တဲ့လူပဲမောင်ကြီးမြင်ပါလောက်နေတယ်အခုကျွန်တော်နာမည်ရွေးနေတယ်မျိုးသားချင်းချန်တော့ပါပဲကျွန်တော်လည်းရုပ်ရှင်ကြမ်းပြန်လို့ရိုက်နေတဲ့အချိန်မင်းကမင်းသားလို့မပေါ့လားသူ့ကိုကျွန်တော်မင်းသားလို့နာမည်ရွေးနေတာတဲ့ကိုလင်းတင်တို့ရဲ့ဇရိုက်ကကြတော့ဘယ်လိုနေဦးလင်းတင်ပေါ့ကိုလင်းတင်ကြီးလို့ကောင်းတယ်သူကအေးချမ်းနဲ့ဟိုရိုက်ကွင်းလုပ်ငန်းပေါ်မှာအေးဆေးနဲ့လုံနိုင်တဲ့ပုံစံတွေလုံကင်တတ်တဲ့ပုံစံတွေဒီကျွန်တော်တို့ဟိုလူငယ်တွေအဖွဲ့တွေကိုလည်းဟိုလေကရင်တီးနဲ့ဟိုချစ်ခင်ဆက်ဆံတတ်တယ်တရင်တနည်းဆိုလို့ခင်ဗျားတို့နှစ်ယောက်နည်းနည်းရှင်းပြပါရမယ်ဟိုဒီဗီဒီယိုဖိုင်ကိုကြည့်နေတဲ့တချို့သောငပိတ်တွေပေါ့ဗျာ
မပိတ်ရကြတော့ခမရတို့เนี่ยကိုကျွန်တော်ခမရလို့ခေါ်တာကိုလည်းတို့ကရိုင်းတယ်လို့ပြောကြရတယ်ခမရတို့ကခမရတို့ကိုခမရတို့ကျွန်တော်တို့နန္ဒာသုံးတာကိုလည်းတို့နားလဲမှာမဟုတ်နောက်တော့အခုကိုတည်းကြီးက85ခမရ60ကျော်ခမရတို့เนี่ยကကျွန်တော်အကူလို့ခေါ်ကြအကူလို့ဘာကြောင့်ခေါ်ဖြစ်တယ်ခမရကျွန်တော်ဘာကြောင့်ပြောတယ်ဆိုတော့ကိုတည်းကြီးနဲ့ရှင်းပြပြီကျွန်တော်ကအကူလို့ခေါ်တာကျွန်တော်ဘို့လေခင်မင်လေးသားရတဲ့ပုဂ္ဂိုလ်ကြီးရှိတယ်ဟုတ်အဲ့လိုခင်မင်လေးသားတဲ့ပုဂ္ဂိုလ်ကိုငယ်ဒီကြီးဒီမဟုတ်ကျွန်တော်တို့ကအကိုလေးအကိုကြီးနော်အကိုကြီးဆိုတော့အဲ့လိုခေါ်ဆိုပြောမှကျွန်တော်ကစိတ်ထဲမှာပေါ်ကြတာဟုတ်အညီလေးဘာဖြစ်တယ်ညာဖြစ်ဆိုအဲ့လိုလည်းပြောတတ်ဘူးပြောချင်ဘူးဟုတ်တော့အဲ့ကြောင့်ကျွန်တော်တို့မိုက်ရိုင်းတာဖြစ်တော့ဟုတ်ဒါတော့အကိုကြီးကျွန်တော်မလုပ်ပြီးသားရှိတယ်လုပ်ပြီးသားရှိရင်ခိုင်းတာရှိတယ်ခိုင်းပါတော့ပါကြဒါမှမဟုတ်ကျွန်တော်ကလေးစားနဲ့ဟိုဆက်ဆံတဲ့သဘောပါပဲဟုတ်အဲ့ကြတော့ကျွန်တော်ကကြောက်လဲခမရလို့နန္ဒာသုံးနေရဟိုရိုင်းနေမထင်ဘူးလားမထင်ဘူးဘာလို့တော့အကူကလည်းကိုဥစ္စာပဲနဲ့ပါလေဟိုရဲ့စိတ်ကူးနဲ့ကူဟိုပြောဆိုနေတဲ့အချိန်ဘာအလုပ်တွေရလဲဇာဝင်သားတဲ့အချိန်မှာပြောဆိုမိတဲ့ခါလည်းရှိနေတယ်လीအဲ့လိုပြောဆိုမိတဲ့ခါကျရင်လည်းဟိုမှားသည်မှန်သည်ဆိုတာခဏထားမှားသည်မှန်ဆိုတာခဏထားတော့တဲ့ဟိုအဆင်ပြေသွားအောင်သူရောပြောဆိုလိုက်တဲ့သဘောတွေရှိတယ်အခုရှိပါတယ်ပြောဆိုနေတဲ့အချိန်ဇံဝင်တဲ့အချိန်မှာဆိုလို့ရှိရင်ခင်ဗျားတို့လူချမ်းနေနဲ့စူလိုက်ဆဲလိုက်နဲ့လုံးမိတာပဲလေဟုတ်တယ်ဟုတ်လားဇံဝင်တဲ့အချိန်ဟုတ်တယ်အလုံစောတက်နေတဲ့အချိန်ကျတော့လေအသက်တို့ဟိုနာမည်တို့တွေမေ့သွားတာပဲအားလုံးဇက်ကောင်တွေလို့ပဲမြင်တာဘူးဒါရိုက်တာ site ကနေနေတဲ့အခါကျတော့ဟုတ်တယ်ခင်ဗျားတို့နေအောင်မမဟုတ်ဘူးခင်ဗျားတို့လူချမ်းနေတော်တော်များများကျွန်တော်အကိုလို့ခေါ်ကြတယ်ဘာဖြစ်လို့ခေါ်လဲကျွန်တော်ရဲ့အမြင်ကတော့ကိုယ်ညာသားတစ်ခုကျွန်တော်တုံးလိုက်တာပေါ့နော်ဟုတ်အဲဆိုအားလုံးကလည်းအကူလိုပဲခေါ်ကြတော့ဟုတ်ကျွန်တော်လည်းကိုနာရောက်တဲ့အချိန်မှာအကူလိုပဲခေါ်ပြီးပါတော့ဘာလို့ဆိုတော့တို့ရုပ်ရှင်မှာရနားတယ်နော်ဟုတ်ဒီဥစ္စာပြောဆိုရင်မြို့စုဒါမြို့စုလူငယ်မြို့စုနဲ့ရိုက်တယ်ဒါတမျိုးအခုရှိမှရတော့အခုမြို့စုနဲ့ရိုက်တယ်ဒါသူ့ညနေသူပေါ့နော်ဟုတ်ဒီရုပ်ရှင်ပုံစံမျိုးကြတော့ကျွန်တော်တို့လည်းအခုမှခါကြရင်ဒီမျိုးဟုတ်ပဲပြောတယ်နောက်မှခါကြရင်လုတ်တိချားတယ်မှာကျွန်တော်လှမ်းဆွနေဆွနေဟုတ်တယ်ဆဲလိုက်ဟုတ်တယ်ဒါလည်းရုပ်ရှင်မိုင်းနားတယ်ဘာလို့ကျွန်တော်ကရုပ်ရှင်တိုင်းမှာကြီးလာတော့ဒိုက်တာကိုနားတယ်ဘာလို့ဒါကြကိနောတဲ့ဆက်ပါတယ်ဟုတ်ဒါအကြီးကြီးဆုံးပဲကကြကမင်းသားမင်းကြီးကိုပြောချင်တာတော့မှဟုတ်ကိုတပည့်ကိုဆဲတာသူတို့ဘာလို့မင်းသားမင်းရတယ်တွန့်သွားတယ်ဒိုက်တာတော့တော့ပွားနေကာတင်ပြစ်တာကာတင်ပြစ်တာဘာလို့ညနေသွားခုတ်မဲ့ကြော်ညာလေးတော့မဖြစ်ပါဘူးလေအဲ့လိုဟုတ်ကဲ့အဲ့လိုဒီတုတ်တက်တာသဘောပေါက်တယ်လေဟုတ်ဒီလုတ်တိတုတ်တက်တာကြားပြီးစိတ်ဆိုးခြင်းလည်းမရှိတော့ဒီရဲ့အနန္တတွေခေါ်မှနားလေခိုင်ကြရခေါ်လိုက်တယ်ဒီဇက်ကောင်ဒီထားနာမည်ပေါ်လာခေါ်တယ်ဇက်ကောင်နာမည်ခိုင်ကြတီးလိုက်ပြပါတော့နော်အဲ့နာမည်တလုံးကမလည်းကျွန်တော်ဆုံးတယ်ကျူမာဦးကျူမာဦးတီသွားတယ်ဒါပေမဲ့ဦးကျူမာဆိုသူရုပ်ရှင်ကားတကရေမဲပိုင်လို့ကားမှာနန္ဒာသုံးလိုက်တဲ့ကိုက်တာနာမည်တစ်ခုပဲဟောသူ့နာမည်ချင်းမဟုတ်ဘူးလားဦးကျူမာကြီးဩအဲ့လိုသွားတန်ကျွန်တော်တိုင်မြမှုတယ်ခုဒီမျိုးတဲ့ကျွန်တော်အဲ့နာမည်ကြိုက်တယ်ကြကျူမာဆိုကြားတော်မူးတယ်ကြားတော်မူးတယ်ဆိုတော့ကျူမာကောင်းလို့ပဲအဲ့လိုနိုင်တော့တော်လေးစီသူ့ဖေနေလာတာလေတော့ခလေးပဲရှိပါအဲ့ဒီလိုပေါ့လေနာမည်ဆိုတာနန်သားဝယ်လို့ထားပြီးနုမြတ်တွေခေါ်ကြတယ်တို့ကနုမြတ်ဆင်းနေနားတယ်ဒါပေမဲ့အပြင်လူတွေကြတော့တမျိုးဖြစ်သွားတယ်ဟုတ်တယ်အပြင်လူတွေကကြတော့နားမလဲဘူးဟိုတကခမရနဲ့ကျွန်တော်နဲ့ဗီဒီယိုဖိုင်လေးတင်တော့ခမရကိုကျွန်တော်ခမရခေါ်တဲ့အချိန်မှာရိုင်းလိုက်တာလို့ပြောတဲ့လူတွေရှိအဲ့တော့ကျွန်တော်ကတွေးပြီးတော့ရည်တယ်ဘာရည်လဲဆိုတော့တခါတလေရှူတင်မှာခမရကိုဆိုလေဟဲ့တေးအိမ်မင်းကနဲ့ပြောမိတဲ့အချိန်တွေအများကြီးပဲလေဟုတ်လားခမရဆိုဟဲ့နေမျိုးမင်းရလဲကွာဆိုတော့ပြောမိတဲ့အချိန်တွေအများကြီးပဲအဲ့ဒီအချိန်တွေမှာကခင်ဗျားတို့ကလည်းနားလေဘေးမှာရှိတဲ့ကျွန်တော်တို့ရုပ်ရှင်သမားလုပ်ပေါက်ကိုင်ဘက်တွေကလည်းနားလေကြသို့သောပေးတဲ့အမြင်အကြောင်းမှာကျတော့ဒါကြီးစမ်းနေရပါရိုင်းနေတာနော်ဒါကျွန်တော်တို့ကြားရှိတဲ့အခေါ်ဝတ်တစ်ဖြတ်ပေါ့ဆိုတော့ကိုကျူးမကိစ္စနဲ့ပတ်သက်ပြီးပြောရရင်ကောလိပ်ချင်းနေဝင်းကစပြီးဝင်တဲ့အချိန်မှာနေဝင်းပဲနော်ကောလိပ်ချင်းကားမှာအောင်မြင်ပြီးပေါက်သွားတဲ့အခါကျမှကောလိပ်ချင်းနေဝင်းဖြစ်တယ်ကိုတည်းမိလိုက်တာအဲ့ဒီကားတော့ကြည့်လိုက်ရတယ်သူကကြတော့ရှေ့ကိုစောတာပေါ့ဟုတ်ကဲ့ကိုတည်းကဘယ်ကနေဘလို့ဒီလောကတွေရောက်ကျွန်တော်က83မှာဟိုကဆရာဥအောင်မြင့်ရိုက်တဲ့ကားပေါ့ခုန
ကိုသူမောင်ကိုလင်း ဟောနာမည်မှတ်ပြီးသွားပြီဟုတ် ဆရာဦးအောင်မင်းရဲ့တက်ကအမျိုးသားရုပ်ရှင်ကကျွန်တော်ကိုရာမ ဟုတ်ကဲ့ ကျွန်တော်ဟိုလေမလုံးတည်းယောက်ျားပေါ့ ဟုတ် ဟိုကျွန်တော်ကိုရာမကြီးဆိုတာ ဟုတ် သူကကျွန်တော်ဘန်းမှာပဲနေရလေ ဟုတ် ကျွန်တော်လည်းငယ်လေးရဲ့အချိန်မှာအခုရုပ်ရှင်ရိုက်နေကြတယ်နော်ကျွန်တော်လည်းရိုက်ရှင်တယ် ဟုတ် မင်းကြီးလိုက်ခေါ်မယ်ကွာလေမင်းအဲ့ကျွန်တော်လည်းငယ်လေးအဲ့တော့ဟိုလေ14နှစ်ပတ်ဝန်းကျင်ပေါ့ ဟုတ် ကျွန်တော်နည်းနည်းလေးကြီးလာတဲ့ခါကျတော့ကိုရာမနဲ့တွေ့တဲ့ခါကျတော့အဲ့ရတယ်မလိုက်ခဲ့တယ်ဟိုမှာလူတွေ ဟုတ် အဲ့မှာဘုံခုနလင်းမြန်တဲ့ဘုံကျဲတယ်ဘုံမှန်ပြီးတော့ဘုံတွေထပေါက်တယ်ကိုမိုးကျိုး ဟုတ် ကိုမိုးကျိုးဖောက်ခွင့်ရဖောက် ဟောကျော်ကိုဒီမျိုးရဲ့အဖေ ဟုတ်တယ် အဲ့ကမှသူ့ပါတယ် အဲ့မှာပါ ခမရောပါလားအဲ့ကမှတ်မိ ကျွန်တော် မပါဘူး မပါ ဟုတ် ဘူး ဟုတ် ကြောက်တဲ့ ဟုတ် ဘုံကွဲရရာစေလုပ်တယ်ဘုံပောက်ကွဲလို့လွတ်ထွက်သွားတဲ့ဟာတွေ ဟုတ် ကျွန်တော်တောင်ပေါ်နေပြုတ်ပြကြ ဟုတ် ဟာဒီခုအကွာတီးကြ အဲ မဆိုးဘူးလေမင်းကောင်လူတစ်တင်တယ်ဆိုရင်လည်းဒီကောင်လည်းမထုတ်မဆိုးဘူးကွာလေ နောက်စားရိုက်တဲ့ကောင်းပါလေခင်ဗျာတောင်မောပြုတ်ကြ တောင်ပေါ်နေပြုတ်ကြဘုံမိုင်းခွဲဘုံကြလာတယ်ပောက်ကွဲတယ်ကျွန်တော်လွင့်ရောအောက်ကိုမြောက်ပြကြ ဟုတ် ကောင်းတယ် အကြာကောင်းတာနဲ့လူချမ်းဖြစ်တာပေါ့ဒါဆိုခင်ဗျာစပြီးဝင်တဲ့ကောင်းပါလေကသူ့ဘိန်းနဲ့လက်တွဲလုပ်ခဲ့တယ် ဟုတ်ကဲ့ ပြီးတော့သူနဲ့လက်တွဲတယ် တွေ့ရတယ် ပြီးတော့သူ့သားဝေဖြိုးနဲ့လည်းဆက်တော့တယ် ဟုတ်တယ်